Welcome to this class, Unit 7, Systems and Organs of the Human Body. Let's discuss this together. This topic is really useful for our heart. Let's get started. Before we study lesson, you need to answer this 1, 2, 3 question. Number 1, what is more important in a person's life? Heart or word? Why do you think so? လူတယောက်ရဲ့ဘဝမှာဒီကျန်းမာရေးနဲ့ဒီချမ်းသာတာနဲ့ဘယ်ဟာပို့ပြီးတော့အရေးကြီးလဲဘယ်လိုထင်လဲပေါ့တောက်တမီးတို့ကိုထင်တာကိုဖြေလို့ရတယ် Number 2 what do you think the human body is made up of ခြေတို့ရဲ့လူတွေရဲ့ခန္ဓာကိုယ်ကိုဘာတွေနဲ့ပြုလုပ်ဖွဲ့စည်းထားရလဲ Number 3 is there any organs of the human body you know what is this are they လူတွေရဲ့ခန္ဓာကိုယ်ထဲမှာရှိရတဲ့ဒီအစိတ်ပိုင်းတွေပေါ့နော်ဘယ်စိတ်ပိုင်းကိုတောက်တမီးကိုသိလဲပေါ့အဲ့ဒါကဘာလဲပေါ့ဘာစိတ်ပိုင်းတွေလဲပေါ့ဟုတ်လားစိတ်ပိုင်းလေးရဲ့နာမည်လေးတွေသိလားပေါ့သိပြောပြပါပေါ့နော်တောက်တမီးကိုစိတ်ကြိုက်လို့ရပါတယ် Okay read the passage The human body is made up of systems and organs.A system is something that is made up of different parts, and these parts are interrelated and interdependent. The most widely known systems of the human body are in the alphabetical order: circulatory, digestive, excretory, musculoskeletal, nervous, reproductive,and respiratory systems. တောက်တမီးတို့အနေနဲ့ဒီစာပိုက်လေးကိုပေါ့နော်ဒီ read the basic ဒီစာပိုက်လေးကိုတစ်ခါတော့ဖတ်ကြည့်လိုက်မယ်ဖတ်ကြည့်ပြီးတော့တောက်တမီးတို့ဒီနားမလည်ဘူးဒီအတန်တော့လေးမထွက်တတ်ဘူးဆိုရင်အဲ့နေရာလေးကို highlight လေးပေါ့နော်မြင်းလေးတားပေးမယ်နော် highlight မြင်းလေးတားမှာမယ် okay ဒီချိန်နဲ့ discuss လေးလုပ်ချင်တယ် The human body is made up of systems and organs. The human body ဆိုတာကကျတော့လူခန္ဓာနော်လူရဲ့ခန္ဓာကို is made up of တော့ဒီစကားလုံးလေးမှတ်မိလားဒီစကားလုံးလေးမှတ်မိလား is made up of ဒါက phrasal verb လေးမှတ်မိလားဟုတ်တယ် is made up of ဆိုတာကဟုတ်တယ်ပြုလုပ်ထားတယ်ဟုတ်တယ်ပြုလုပ်ထားတယ်လူရဲ့ခန္ဓာကိုယ်ပြုလုပ်ဖွဲ့စည်းထားတယ်ဘာလဲဆို system နေဟုတ်လားအဖွဲ့အစည်းပြုလုပ်ထားတယ်အဖွဲ့အစည်းနော် organ စိတ်ပိုင်းနေအင်္ဂါစိတ်ပိုင်းနေဒီမှာ off လေးရဲ့အဓိပ္ပာယ်ကနေထွက်သွားတယ်ဒီ off လေးရဲ့အဓိပ္ပာယ်နေဟုတ်လူရဲ့ခန္ဓာကိုယ်ကိုအဖွဲ့အစည်းစနစ်တွေပြီးတော့အင်္ဂါစိတ်ပိုင်းနေနဲ့ပြုလုပ်ထားပါတယ် A system is something that is made up of different parts, and these parts are interrelated and interdependent. A system is something that any system, any is something that is made up of. Not much to be, not enough feasibility, no? System တစ်ခုကိုတဲ့ is something that is made up of different parts တဲ့နော် different parts ဆိုတာကြည့်ဟုတ်တယ်အမျိုးပွဲပြချနာရဲ့နော်ဒီမှာ parts တွေကကြတော့ကျွန်တော် organ လေးကိုပြန်ညွှန်ထားတာအင်္ဂါစိတ်ပိုင်းလေးလား parts တွေက organ လေးကိုပြန်ညွှန်ထားတာဒီ parts တွေက organ လေးကိုပြန်ညွှန်ထားတာဖြစ်တဲ့အတွက်အင်္ဂါအစိတ်ပိုင်းများဟလာအမျိုးပေါ့မတူညီတဲ့အင်္ဂါအစိတ်ပိုင်းတွေနဲ့မနဲ့လေးအော့ပြန်ပါလာဟလားစိတ်ပိုင်းတွေနဲ့ပြုလုပ်ခံယူထားပါတယ် assistant is something assistant စနစ်တစ်ခုက is something အရာချို့နဲ့ဖွဲ့စည်းထားပါတယ်နော် that is make up of different ဘယ်လိုအရာလေးလဲဆိုရင် different parts မတူညီတဲ့ကွဲပြားခြားနားတဲ့ဒီအင်္ဂါစိတ်ပိုင်းလေးတွေနဲ့ပြုလုပ်ထားပါတယ် and ပြီးတော့ These parts are interrelated. These parts ဆိုတာကကျတော့ဒီ parts လေးကိုပြန်ညွှန်ထားတာဟုတ်လားနော် organs ဒီအင်္ဂါအစိတ်ပိုင်းလေးတွေဟာတဲ့
နော်အင်္ဂါစိတ်ပိုင်းများသည် interrelated အပြန်အလှန် related ကဆက်သွယ် inter ပါတဲ့အတွက် interrelated ဖြစ်တဲ့အတွက်အပြန်အလှန်ဆက်သွယ်ထားပါတယ်နော်ဆက်သွယ်ထားပါသည် and interdependent အပြန်အလှန်ပြီးခိုးနေပါတယ်ဒါ dependent ဆိုတာကပြီးခိုးတာ inter ဆိုတော့ခိုးပါတယ်တော့ဒီလိုဒီစာကြောင်းလေးကိုသိထားပြီလား HUB ကိုဒါဒီမှာ HUB လေးနဲ့ adjective လေးနဲ့တွဲထားတဲ့အတွက် B ဆိုတဲ့အတန်လေးအပြန်အလှန်ဆက်သွယ်ထားပါသည်အပြန်အလှန်ပြီးခိုးထားပါသည်ဆိုပြီးတော့သိပ္ပံလေးရပါတယ်ဟုတ်ပြီ The more widely known system of the human body are in the alphabetical order. The more widely known systems တဲ့နော် system ဆိုတာကနော်စနစ်အဖွဲ့အစည်းများကအဖွဲ့အစည်းများကိုဘယ်လိုရဲ့အဖွဲ့အစည်းလဲဆိုတော့ all the human body နော်လူခန္ဓာကိုယ်ရဲ့နော်လူခန္ဓာကိုယ်ရဲ့ဒီအဖွဲ့အစည်းတွေကိုတဲ့ the more widely နော် known ဆိုတာကနာမည်အဓိပ္ပာယ်သတ်မှတ်ထားတဲ့နာမည်လေးတွေပေးထားတယ်တဲ့နော် the more widely system နော်နာမည်လေးတွေပေးထားတယ် all the human body ပေးထားတဲ့နာမည်လေးတွေက in the alphabetical order တဲ့နော်ဘယ်လိုပုံစံလေးနဲ့ပေးထားလဲဆိုတော့ alphabetical ဆိုတာကကျတော့ A B C D ဟလာအဲ့လို alphabet လေးတွေကို order အစီအစဉ်ကြ A to Z အစဉ်လိုက်နေနော်အဲ့လိုပုံစံမျိုးလေးနဲ့ဒီနာမည်လေးတွေပေးထားပါတယ်တဲ့နော်ဒါလေးဆိုရင် circulatory နော် circulatory ဆိုတာကဒီမှာပုံလေးမှာပေးထားတဲ့အတိုင်းသွေးလှုပ်ကြောလေးအပြာရောင်လေးကသွေးပြန်ကြောအမြင်ရောင်လေးကသွေးလှုပ်ကြောအစရှိတဲ့သွေးလေပတ်မှုအဖွဲ့အစည်းနော် circulatory system ဆိုတာကသွေးလေပတ်မှုအဖွဲ့အစည်းကိုပြောတာပါ digestive ဆိုတာကတော့ဒီချိန်ကိုဒီ abdominal ပေါ့နော် one bite ပိုင်းနော် one bite ပိုင်းမှာရှိရဲ့ဒီ abdominal အင်္ဂါအစိတ်ပိုင်းတွေဥက္ကဋ္ဌတွေပေါ့နော်အဲ့လိုမျိုးအဲ့ဒီအစိတ်ပိုင်းတွေကို digestive လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ excretory ဆိုတာကတော့အညစ်အကြေးတွေစွန့်ထုတ်တဲ့အင်္ဂါအစိတ်ပိုင်းတွေကိုပြောတာပါဘာလေးရှိလဲဆိုတော့ဒီမှာဆိုလို့ရှိရင် kidney ဟုတ်လားကြောက်ကက်ကနေပြီးတော့အညစ်အကြေးစွန့်ထုတ်တယ်เนาะဒါလေးဥပမာလေးတစ်ခုပေါ့เนาะပြန်ထားတာအညစ်အကြေးတွေစွန့်ထုတ်ပေးတဲ့စိတ်ပိုင်းเนาะအဖွဲ့အစည်းစနစ်ပေါ့เนาะ musculoskeletal ကတော့ကျွန်တော် muscle skeletal ဆိုတာအရိုးကိုပြောတာလေလားပုံเนาะအဲ့လို muscle တွေအရိုးတွေနဲ့เนาะ muscle အရိုးဖွဲ့စည်းပေါ့ကြွက်သားနဲ့အရိုးဖွဲ့စည်းကို musculoskeletal လို့ခေါ်ပါတယ် nervous ဆိုတာကတော့ကျွန်တော်အာယုံကြောအဖွဲ့အစည်းစနစ်ပေါ့เนาะ nervous system ဆိုရင်အာယုံကြောအဖွဲ့အစည်းစနစ်ကကျွန်တော် brain ဟုတ်လားနဲ့ကြောလေးပေါ့နော်အစရှိရဲ့ဒီ nervous system ကိုအာယုံကြောဖွဲ့စည်းစနစ်လို့ခေါ်ပါတယ် reproductive ဆိုတာကတော့ကျွန်တော်မျိုးပွားတဲ့အဖွဲ့အစည်းတွေပေါ့ဥမာanimals တွေတကောင်အနေတကောင်ပေါ့နော်တိရစ္ဆာန်လေးတကောင်အနေတကောင်နော်လူကနေပြီးတော့အခြားပေါ့နော်ခြားနေသားလေးပေါ့တပိသားလေးတွေမွေးဖွားပေးတဲ့အဲ့လိုမျိုးစနစ်ပေါ့ပြီးတော့အပင်ကြီးတပင်တိုင်းတပင်အဲ့လိုမွေးဖွားပေးနိုင်တဲ့စနစ်ကိုမျိုးပွားပေးနိုင်တဲ့စနစ်ကို reproductive ကမျိုးပွားတဲ့စနစ်လို့ခေါ်ပါတယ် and respiratory system လေးကတော့ကျွန်တော်အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့စနစ်လေးပေါ့နော်အဖွဲ့အစည်းလေးကိုခေါ်ပါတယ်သူက circulatory system, digestive system, excretory system, musculoskeletal system, nervous system, reproductive system, and respiratory system ကိုမရှိဘဲနဲ့အားလုံးကိုခြုံငုံပြီးတော့ systems တစ်ခုပဲ system မှာစီထည့်ပြီးတော့အဲ့ဒီပုံစံမျိုးရေးထားတာကဟုတ်ပြီဒီချိန်နောက်တစ်ခါလောက်ဖတ်ပြမယ် The human body is made up of systems and organs. A system is something that is made up of different parts, and these parts are interrelated and interdependent. The most widely known systems of the human body are in the alphabetical order: circulatory, digestive,
excretory, musculoskeletal, nervous, reproductive, and respiratory systems. Okay, see you next part.